အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဂရင်းနစ်ရှာကာဦးဆောင်နေတဲ့ဆန်နာလိုင်းကတော့သူတို့အိမ်ကွင်းမှာဂွာယိုလာရဲ့မန်စီးတီးကိုရပ်တန့်ပစ်လိုက်ပါပြီ။မန်စီးတီးဟာဒီပွဲမတိုင်ခင်မှာ၈ပွဲဆက်နိုင်ရရှိထားပြီးတော့ဇယားထိပ်ကအာဆင်နယ်အသင်းကို2မှတ်အကွာကနေအနီးကပ်ဆုံးဖိအားပေးနေတာပါ။ဒီပွဲမှာလည်းမန်စီးတီးကအနိုင်ရလို့နီးပါးဖြစ်ခဲ့ပြီးဆန်နာလိုင်းအသင်းလုံးရဲ့ကြမ်းကြမ်းခံမှုကြောင့်တရေနဲ့ပဲကျင်းခဲ့ရပါတယ်။ပွဲစားမှာပဲဘာနာဒိုရဲ့သွင်းကိုဟာအနှဲငယ်လူကျွံသွားလို့နစ်နာခဲ့ရသလိုဟာလန်ဆေဗင်ညွန်နဲ့ဂဘာဒီယောတို့ရဲ့ဂိုးသွင်းမှုကြိုးပမ်းမှုတွေဟာလည်းဆန်နာလန်ကိုသမားရဲ့လက်စွမ်းကိုမကျော်နိုင်ခဲ့ပါဘူးမင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီမန်စီးတီးအတွက်ကတော့ဂိုးရနိုင်ခြေရှိမှု expected goal age 2.25 တိရရှိခဲ့ပေမဲ့ဂိုးမရခဲ့လို့အာဆင်နယ်နဲ့၄မှတ်ကွာကိုရောက်ရှိသွားခဲ့ပါပြီ။ပွဲပြီး BBC နဲ့အင်တာဗျူးမှာဂွာယိုလာကကျွန်တော်တို့ဂိုးဧရိယာထဲမှာတင်ဂိုးရနိုင်တဲ့အခွင့်အရေးတွေအများကြီးလွှဲချော်ခဲ့ပါတယ်။ပထမပိုင်းမှာကျွန်တော်တို့မှာထားတဲ့အတိုင်းမကစားနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့ကစားသမားတွေအစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။အခွင့်အရေးတွေလည်းအများကြီးရခဲ့တာပါပဲ။ဒါပေမဲ့ကံမကောင်းစွာနဲ့ဂိုးမသွင်းနိုင်ခဲ့တာပါ။အခုကစားသမားတွေစိတ်သက်ကြနေပေမဲ့3ရက်နေရင်ချက်စီနဲ့ပွဲကြီးကစားရမှာဖြစ်လို့စိတ်သက်ပြန်တင်ဖို့လိုအပ်ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။မန်စီးတီးကိုတရေကစားနိုင်ခဲ့တဲ့ဆန်နာလန်ကတော့ပွဲစဉ်16ပြီးမှာအာဆင်နယ်အသင်းနဲ့အတူအင်ကွင်းရှုံးပွဲလုံးဝမရှိတဲ့အသင်းဖြစ်ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ပွဲပြီး Sky Sport နဲ့အင်တာဗျူးမှာအသင်းကောင်းဆောင်ရှာကာကကျွန်တော်တို့အသင်းရဲ့ပတ်ဝန်းကျင်ကတကယ့်ကိုအပြုသဘောဆောင်ပြီးအားအင်တွေပြည့်နေတာပါဝန်ထမ်းတွေရောကစားသမားတွေပါအားလုံးစီးစီးလုံးလုံးရှိကြပါတယ်အခုရလက်တွေကကျွန်တော်တို့နေ့တိုင်းအပတ်တိုင်းကြိုးစားခဲ့ကြတဲ့ရလက်တွေပါပဲပထမကြော့အပြီးမှာအခုလိုအခြေအနေမျိုးရောက်နေတာကိုအယံဝမ်းသာမိပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်